လုံးလိုက်ခဏလေးရွှေ့ပြီးတော့ဟိုရင်းဖြစ်သွားပြီးတဲ့ခါကျမှအဲ့ဒါလေးကိုပြန်တင်လို့ရလာပေါ့နောက်တော့တရားမှာဒီရဲဘော်ညီကိုကျွန်တော်တို့ဒုတိယမိသားစုဝင်တယ်ကျွန်တော်မိသားစုတွေကလူမျိုးနယ်မြေတွေမှာမရှိဘူးကျွန်တော်တို့လူမျိုးနယ်မြေမှာရောက်နေရပါကဲကျွန်တော်မိသားစုဝင်တွေကတော့မလွတ်မြောက်သေးတဲ့နယ်မြေမှာရောက်နေတယ်ကျွန်တော်တို့ကဒီကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့ dead body တွေရောတော့၎င်းเนาะသူတို့ရဲ့အယုတ်ပြားပိုင်းဘလို့မှဟိုပို့ပြီးတော့လိုက်ပြီးတော့လုပ်ပေးလို့မရတဲ့အခြေအနေဗျာဒါလမ်းပတ်ဆက်သွယ်ရေးရတော့၎င်းလုံခြုံရေးအခြေအနေရတော့၎င်းကျွန်တော်တို့ကလွတ်မြောက်နယ်မြေရောက်နေဆိုတော့ကိစ္စမရှိဘူးသို့တော့ကျွန်တော်မိသားစုဝင်တွေကမလွတ်မြောက်သေးတဲ့နယ်မြေမှာရှိနေတာဆိုတော့လေဒီကျွန်တော်တို့ဒီစစ်ကြောင်းမှာပဲပထမဦးဆုံးကနဦးကြာတာပေါ့နော်ကျွန်တော်ရဲဘော်ကနမာရဲ့ကျွန်တော် PDF တွေကနောက်ကြောင့် KNL လေးကကျွန်တော်ရဲ့ဆရာပါပဲ demolition တင်ပေးတာဖောက်ခွဲရေးအတွက်ကြာသွားတယ်ဆရာတို့အဲ့ဒီအတွက်ကြောင့်တော့ကျွန်တော်ဒါဒီမှာပဲကျွန်တော်တို့မြေချထားခဲ့တယ်ကျွန်တော်တို့ကိုယ်တိုင်ပဲကျွန်တော်စီမှာအဲ့ဒီအချိန်မှာလူသူအင်အားကတော့ရှိတယ်လက်နက်အင်အားမပြည့်စုံတော့အဓိကမိုင်းဟိုပဲကျွန်တော်တို့ကပထမဦးစားပေးအနေနဲ့ကျွန်တော်တို့ကစောင်းပေးပြီးလို့ပါဗောနော်တိုးတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ထောက်ပံ့မှုတော်၎င်းကျွန်တော်တို့ရဲ့တည်ထားတဲ့ဒီလက်နက်ဆိုင်ရာတည်ကြမှုတွေကလည်းအတိုင်းအတာတစ်ခုတည်းနည်းနည်းတော့ဟိုဟာဖြစ်တာပေါ့နေကြနေလို့ဆိုတော့တိုးတော့တကယ်ဖြစ်တော့ accident လိုင်းပူသွားတာအဲ့ဒီ electric shock တစ်ခုဝင်သွားပါတော့အဲ့ဒီမှာကြာဆုံးသွားတယ် KNL လေးကဆရာကြာဆုံးသွားတယ်သူကကြိတ်ကနေကျွန်တော်ဒီဟိုဟာဘောနော်ဟိုအဆိုကြီးကိုပြောင်းလာပြီးတော့ကြိတ်ကိုစကန်သိန်းတော့ဝင်းတန်းကကြိတ်စကန်သိန်းတဲ့ချိန်မှာသူကဥဆောင်ဥရွက်အနေနဲ့သူပါတယ်အဲ့ဒီကနေစလို့ဒီတော့မကြဆုံးပြီ23ကိုဒီကောင်စဝင်တာ21အခု23ဟိုမှာ6နှစ်ခွကြိတ်ဟိုကော့ကိုရီ6နှစ်ခွတိုက်ပွဲမှာကြတော့ကြာသွားတယ်ဒီကွာကျွန်တော်ကပြောလို့ပဲပေါ့ကျွန်တော်ဦးမရောက်ခါသူတို့ကအရင်ကိုယ့်ရဲ့အရင်ဒေါ်လာရင်းအရင်ဆင်နွှဲခဲ့တယ်အဲ့တော့သူတို့ကြာဆုံးသွားပြီပဲသူတို့ကြက်မထားဘူးဆိုတော့အဲ့ဒါမရှိဘူး